ဒီမြန်မာနိုင်ငံမှာဝိုင်းကိုကျွမ်းကျင်တဲ့လူတွေတကယ်တမ်းလိုအပ်နေပါတယ်ဒီပြိုင်ပွဲမှာတော့အရေးချင်းကတ်သက်ချက်တွေတော့မရှိပါဘူးအသက်16နှစ်နဲ့အထက်ပြည့်ပြီးတဲ့သူတွေအမျိုးသားရောအမျိုးသမီးရောလာရောက်ပြီးတော့ရှင်ပြိုင်လို့ရတယ်ဝိုင်းကနေ့စဉ်လူနေမှုဘဝမှာမရှိမဖြစ်လို့ပြောလို့ရတယ်ဝိုင်းတောက်သုံးခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကကျွန်တော်တခြားသောဒီအဖျော်ရမကာတွေနဲ့ရှင်ပို့ပြီးတော့ပေါ့နော်လူကိုဆိုးကျိုးနည်းစေတယ်တခါပို့ပြီးတော့ calorie ကျဆင်းစေတယ်ကျွန်တော်နာမည်ကတော့ Frank ပါ MSC မှာကျွန်တော် Vice President တာဝန်ယူထားပါတယ်ခင်ဗျာဟုတ်ကျွန်မနာမည်အနည်းမေပါကျွန်မကတော့ဒုတွင်မှုအနေနဲ့ MSC မှာဒီမြန်မာ Somalia Association ဖြစ်တဲ့မြန်မာဝိုင်းကျွမ်းကျင်ပညာရှင်များအဖွဲ့မှာကျွန်မတာဝန်ယူဆောင်ရွက်နေပါတယ်ဟုတ်ဒီပွဲလေးကတော့ကျွန်တော်ပထမဦးဆုံးပေါ့နော်မြန်မာနိုင်ငံမှာကျေပြန့်တဲ့ဝိုင်းနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေစတင်ဖို့အတွက်ကျွန်တော်အားယူတဲ့ပွဲတစ်ပွဲပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာဝိုင်းနဲ့ပတ်သက်ပြီးတော့လှုပ်ရှားမှုတွေကျွန်တော်အတိုင်းအတာတစ်ခုထိကျွန်တော်ငြိမ်သက်သွားခဲ့တယ်။ဆောနာရှင်းပြခဲ့တယ်ပေါ့ကျွန်တော်ဒီကိုဗစ်ကာလမှာရောပေါ့နော်။ဆိုတော့ကျွန်တော်ဒီပွဲကအခုမှသာကျွန်တော်ဒီ level အထိဆွဲတင်ပြီးတော့လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပေမဲ့ကျွန်တော်စဦးကလေးอ่ะပေါ့တတိတကယ်တော့ကျွန်တော်2019လောက်ကလေးကအဲ့တော့ကျွန်တော်မြန်မာwine lovers community ဆိုတဲ့ဒီညနေပိုင်းလေးတွေမှာပေါ့နော်ညနေခင်းတွေမှာ wine တောက်သုံးပြီးတော့တယောက်နဲ့တယောက်ဒီမိတ်ဆက်ပြီးတော့အဲ့လိုပေါ့နော်ပြန်လည်မိတ်ဖွဲ့ကြတဲ့ဒီလေ့ကျင့်လေးနဲ့ကျွန်တော်စပြီးတော့အဲ့လိုလှုပ်ရှားမှုတွေလုပ်ခဲ့တယ်အဲ့ဒီကတစ်စင်2019မှာကျွန်တော်ပထမဆုံးမြန်မာနိုင်ငံမှာ exhibition လေးလုပ်ခဲ့တယ်ဗျအဲ့မှာကျွန်တော်ကပြိုင်ပွဲလေးတစ်ခုလည်းထည့်သွင်းကျင်းပခဲ့တယ်နောက်နှစ်တွေမှာတော့ကျွန်တော်ကိုဗစ်ကာလဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဘိုင်းတွေမှာလှုပ်ရှားမှုပဲအားနေပြီးတော့အခုကျွန်တော်2023 2024မှာပြန်ပြီးတော့ကျွန်တော်အသင်းပြန်ဖွဲ့စည်းတယ်အခု2025မှာကျွန်တော်တို့တခြားသောနိုင်ငံတွေရဲ့တခြားသောဈေးကွက်တွေရဲ့ပြိုင်ပွဲဝင်ပုံပြိုင်ပွဲဝင်တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တွားရောက်လေ့လာပြီးတဲ့အခါမှာကျွန်တော်တို့ဒီအဖွဲ့အနေနဲ့ပြင်ဆင်ပြီးတော့မှ2026 January မှာဒီပွဲလေးကိုကျင်းပဖို့အတွက်ကျွန်တော်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဗျအထူးသဖြင့်အနောက်နိုင်ငံတွေမှာပေါ့နော်အခုဆိုရင်တော့အာရှနိုင်ငံတော်တော်များများမှာလည်းဝိုင်းတောက်သုံးမှုကတအားကိုကျပြတ်လာတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလည်းအရင်ကာလတွေထက်စာရင်တော့ဝိုင်းကိုပို့ပြီးတော့လူတွေရင်းနှီးကျွမ်းမှုတွေဖြစ်လာခဲ့ကြတယ်။ဝိုင်းကနေ့စဉ်လူနေမှုဘဝမှာမရှိမဖြစ်လို့ပြောလို့ရတယ်ဝိုင်းတောက်သုံးခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကကျွန်တော်တခြားသောဒီအဖျော်ရမကာတွေနဲ့ရှင်ပို့ပြီးတော့ပေါ့နော်လူကိုဆိုးကျိုးနည်းစေတယ်တခါပို့ပြီးတော့ calorie ကျဆင်းစေတယ်အစရှိတဲ့ကောင်းတဲ့အချက်လေးတွေလည်းကျွန်တော်မှတွေ့ရပါတယ်နောက်တစ်ခုက wine ဒီ a part of dining culture ပေါ့ကျွန်တော်နေ့စဉ်စားတယ်ကျွန်တော်စားတောက်နေစဉ် meal time တွေမှာအချိန်ကာလတွေမှာလည်းကျွန်တော်က wine နဲ့တွဲဖက်ပြီးစားတောက်လေးရှိကြတယ်ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်နိုင်ငံကလည်းဘာဖြစ်နိုင်ငံတကာနဲ့ဟာလာကူကူဆက်ဆံတဲ့ဒီကိုလာလေကြတဲ့နိုင်ငံသားအဲ့တွေရှိတယ်ကျွန်တော်နိုင်ငံမှာဖွင့်ထားတဲ့နိုင်ငံခြား restaurant တွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်နိုင်ငံအတွက်က wine ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျေပြန့်လာတဲ့ကဏ္ဍတစ်ခုဖြစ်လာပါတယ်ဗျအခုဒီပြိုင်ပွဲမှာလာပြိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ international standard ကိုပြည့်မီတဲ့တင်ယိုညွန်းတန်းတွေလည်းလေ့လာခွင့်ရမယ်ဒီပြိုင်ပွဲကနေပြီးတော့ရရှိသွားမဲ့ဒီ wine နဲ့ပတ်သက်တဲ့ပညာရပ်တွေပေါ့တခြားသောအခွင့်အလမ်းတွေပေါ့အလုပ်ခွင့်အလမ်းတွေကောနောက်တစ်ခုကဒီပြိုင်ပွဲမှာရတဲ့ champion က international stage အထိသွားပြီးတော့ရှင်ပြိုင်နိုင်မဲ့အခွင့်အရေးလည်းရရှိမှာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာတော့အရေးချင်းကတ်သက်ချက်တွေတော့မရှိပါဘူးအသက်16နှစ်နဲ့အထက်ပြည့်ပြီးတဲ့သူတွေအမျိုးသားရောအမျိုးသမီးရောလာရောက်ပြီးတော့ရှင်ပြိုင်လို့ရတယ်ပြီးတော့ wine ကိုတကယ်လဲချစ်မြတ်နိုးတယ် service industry မှာလည်းအလုပ်လုပ်နေတယ်ကိုက service အပိုင်းမှာလည်းကိုကစိတ်ပါဝင်စားတယ်ဆိုလို့ရှိရင်ဒီပြိုင်ပွဲကိုကြားမမရွေးเนาะလာရောက်ရှင်ပြိုင်နိုင်ပါတယ်လာရောက်ရှင်ပြိုင်ဖို့လည်းဖိတ်ခေါ်ပါတယ်မြန်မာ Somalia Association ကိုပြိုင်ပွဲဝင်ချင်တယ်ဆိုလို့ရှိရင်မြန်မာ Somalia Association Facebook page ကနေပြီးတော့တဆင့်ဆက်သွယ်လို့ရပါတယ်အဲ့ဒီ Facebook page မှာလည်းကျမတို့ဒီ contact လုပ်ရမယ့် person တွေအကုန်လုံးကိုကျမတို့ information တွေပေးထားတယ်ပြိုင်ပွဲဝင် form ကကျမတို့အခု November 12 ရက်နေ့ကနေစပြီးတော့ဖွင့်ထားပြီပေါ့နော်အဲ့ဒီ form လေးကိုလည်းတခါတည်းလာဖြည့်ပြီးတော့Facebook page ကနေပြီးတော့လာပို့ပေးလို့ရပါတယ်လာပြိုင်မှုအတွက်မောင်ငယ်ညီမငယ်လေးအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်အခြားပြောချင်တာကတော့လေဒီမြန်မာနိုင်ငံမှာ wine ကိုကျွမ်းကျင်တဲ့လူတွေတကယ်တမ်းလိုအပ်နေပါတယ်ကျမတို့ international ကိုသွားပြီးတော့ရှင်ပြိုင်တဲ့အခါမှာ international ကိုရင်ပေါင်တန်းတဲ့အခါမှာဒီ wine ကျွမ်းကျင်တဲ့သူတွေမြန်မာနိုင်ငံကဆိုပြီးတော့ဂုဏ်ယူဝင်ကြွားစာနဲ့ကျမတို့ကလိုအပ်နေပြီပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီပြိုင်ပွဲလေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်တယ်အဲ့တော့လာရောက်ရှင်ပြိုင်ကြဖို့မောင်ငယ်ညီမငယ်လေးအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်